Hello Coco แต่ခုကြီးချူပြီးသွားပြီဟိုဒိုင်ယာမောက်မလို့ဟုတ်ကူဟုတ်ဒိုင်နာအမလီလီအိလိုက်တာငါ့အမြန်လာပြီဒီကောင်ကရေချိုးခိုင်းနေပြီဒီလောက်အေးရတယ်ကြားတယ်မင်းပြောတော့ရေချိုးရဆိုကိုအခုကဘာလဲကိုဘယ်လိုရောက်လာလဲဘယ်လိုရောက်လာမှာလဲမင်းတကယ်ရေချိုးလားမချိုးလားသိကျင်လို့ငါဒီယိုတမင်လာလိုက်တာအောက်ထပ်မှာမင်းနဲ့တွေ့လို့လဲငါမေးပြီးသွားပြီမင်းရေမချိုးတာ15ရက်ရှိပြီတဲ့မင်းဘာလို့ရေမချိုးရလဲဟမ်အေးလို့ပါအဲ့လောက်လဲအေးမနေပါဘူးကွာရင်တွေးဆက်ချိုးပေါ့2ရက်3ရက်လောက်ရေမချိုးအောင်လက်ခံပေးလို့ရသေးတယ်ကွာအခုဟာတပတ်လည်းမဟုတ်ဘူး15ရက်တောင်ရှိနေပြီမင်းအခုချက်ချင်းရေချိုးရမယ်ဘာမချိုးနိုင်ဘူးလာမြောက်ချိုးရမယ်လာမချိုးလို့ထဲသားမှာမချိုးနိုင်ဘူးမင်းကတော်တော်ပြောရဆိုရခက်တဲ့မိန်းပါပဲအခုရေချိုးမလားမချိုးဘူးလားငါ့ကိုဓာတ်ပြောမချိုးနိုင်ဘူးမချိုးနိုင်ဘူးဒီရောက်ရဒီဥတို့ကအေးဆန်နေရအောင်ဘယ်လိုရေချိုးမှာတော့မိဘနဲ့ချိုးအဲ့ဆိုမင်းကငါတခွန်းပဲပြောလိုက်မယ်မင်းရေချိုးမလားငါနဲ့ကြက်မလားကိုနဲ့တွဲလာလေနေ့ကအများကြီးကြာခဲ့ပြီတန်ရောစင်နေလဲအများကြီးရှိခဲ့ကြတယ်အဲ့ဒါကြောင့်ကိုနဲ့ပြက်မယ်ရေတော့မချိုးနိုင်ဘူးအေးရေတော့မချိုးနိုင်ဘူးအေးဘာ